GLPT N4 N3 N2 အောင်ထားတယ်အခုချိန်ဒီစကားမပြောတတ်သေးဘူး grammar လည်းသိတယ်ခန်းကြီးလည်းသိတယ်ဒါပေမဲ့တကယ်စကားပြောရမယ့်ချိန်ရောက်ရင်ပါဇက်ကဘာမှမထွက်တော့တဲ့အခြေအနေမျိုးတွေကြုံဘူးလားအဲ့ဒါကတင်တယောက်တည်းမဟုတ်ပါဘူးကျောင်းသားအများစုကြုံနေရတဲ့ပြဿနာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ ZPass Education ရဲ့ founder ဇင်သူအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ GLPT ဆိုတာတကယ်တော့ exam တစ်ခုပါပဲเนาะဒီ exam မှာက reading နဲ့ listening ကိုစစ်တယ်ဒါပေမဲ့ခိုင်ဝလို့ခေါ်တဲ့ speaking ကိုတော့မစစ်ပါဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့စာတွေကိုသိနေတယ် grammar pattern တွေကိုသိနေတယ်ခတော်ဘာတွေကိုသိနေတယ်ဒါပေမဲ့ real conversation ရောက်လာရင်လုံးဝ freeze ဖြစ်သွားတယ်ဘာမှပြောမထွက်တော့ဘူးပေါ့နော်ဒီပြဿနာကကျွန်တော်စာမသိလို့ဖြစ်တဲ့ပြဿနာမဟုတ်ပါဘူးလက်တွေ့မှာပြောလိပြောတာမရှိတဲ့အတွက်ကြောင့်မလို့ဖြစ်လိဖြစ်တာရှိတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ဂျပန်စာလေ့လာတဲ့အချိန်ကနေစပြီးတော့အခုချိန်ထိစာတွေလေ့လာခဲ့တဲ့အချိန်မှာ input တွေပဲများများလုပ်လာကြတယ်စာတွေဖတ်တယ်နားထောင်တယ်ဒါပေမဲ့ output လုံးဝမလုပ်ကြဘူးပြောမလေ့ကျင့်ကြဘူးကျွန်တော်ကျောင်းသားတွေတော်တော်များများဆိုရင်ဒီဂျပန်ရောက်ပြီးနောက်ပိုင်းမှာဒီလိုဈေးဝယ်တဲ့အချိန်မှာဝန်ထမ်းကတစ်ခုခုမေးလိုက်တယ်ဆိုရင်ချက်ချင်းပြန်မပြောနိုင်တဲ့ချိန်တွေပြီးရင်ဒီပြန်ပြောလိုက်ပြီဆိုရင်လည်းကိုကပြန်ပြောမယ်လုံးလိုက်ရင်လည်းခေါင်းထဲမှာ grammar pattern တွေလိုက်စဉ်းစားတယ်ပြီးရင်မြန်မာလိုပြန်ပြီးတော့မှမြန်မာလိုပြန်စဉ်းစားတယ်စသဖြင့်ဒီလိုပဲ translate လုပ်တဲ့ပုံစံမျိုးတွေနဲ့ပြောဖို့ကြိုးစားကြတယ်အဲ့ဒါဘာကြောင့်ဖြစ်နေတာလဲဆိုရင်စာကိုသိတာနဲ့စကားပြောတတ်တာဒီနှစ်ခုကလုံးဝမတူလို့ဖြစ်တဲ့ပြဿနာဖြစ်ပါတယ်ဥပမာကျွန်တော်ရေကူးနီးစာအုပ်ဖတ်ထားတာနဲ့ရေထဲမှာတကယ်လက်တွေ့ကူးနိုင်တာနဲ့မတူသလိုပါပဲပေါ့နော်ကျွန်တော်ခိုင်ဝလို့ခေါ်တဲ့စကားပြောက skill တစ်ခုဖြစ်ပါတယ်ဆိုတော့အဲ့ skill ဆိုတာက practice မရှိရင်မတိုးတတ်ပါဘူးကျွန်တော်ရေကူးနီးလဲအဲ့လိုပဲစာအုပ်ဖတ်ထားတာformula သိတာပဲရှိသေးတယ်တကယ်လက်တွေ့မှာကူးကြည့်မှသာလေ practice လုပ်မှသာလေရေကူးတတ်လာမှာဖြစ်ပါတယ်ဆိုတော့ခိုင်ဝါကိုလည်းနေ့တိုင်း7မိနစ်လောက်ပေါ့နော်အချိန်ပေးပြီးတော့ဒီ shadowing ကိုဆိုတဲ့နီလန်းနေပြီးရင်ကိုဟီတိုလီကိုတိုဆိုတဲ့ဟာတွေကိုပြန်ပြောကြည့်တာတွေကိုရဲ့လှုပ်ရှားမှုတွေကို practice လုပ်ပြီးလေ့ကျင့်ကြည့်တာတွေစသဖြင့်ဒီလိုမျိုးတဲ့နေ့စဉ်ကိုယ်တန်နဲ့ကိုပြောကြည့်ပြီးတော့လေ့ကျင့်ဖို့ရည်ကြည်ပါတယ်မှားမှလုံးဝမကြောက်ပါနဲ့အရေးကြီးတာကကျွန်တော်ပြောထွက်ဖို့အားကိုအရင်ဆုံးဦးစားပေးပါပေါ့နော်နောက်တစ်ခုကလုံးဝ perfect ဖြစ်ဖို့ကမစောင့်နေပါနဲ့ပေါ့နော်ဒီ GLPT ကိုအသေးအတန်လေ့ကျင့်ထားတဲ့သူတွေလက်မှတ်ယူထားတဲ့သူတွေရဲ့ပြဿနာပါလဲဆိုရင် grammar မှန်မှန်ပြောခြင်းနဲ့ perfect ဖြစ်ပြောခြင်းနဲ့ခက်ခဲတဲ့စကားလုံးတွေခက်ခဲတဲ့ grammar တွေကိုထည့်သွင်းပြီးပြောခြင်းကြတဲ့ပြဿနာရှိပါတယ်ဒါပေမဲ့ perfect ဖြစ်ဖို့ဆိုတာတဲ့ broken Japanese နဲ့ပဲဖြစ်ပေါ့နော်အရင်ဆုံးပြောထွက်နိုင်ရင်ကိုယ့်အတွက်ကအများကြီးကြိုးရှိပါတယ်စကားမပြောနိုင်တာက language problem မဟုတ်ပါဘူးပေါ့နော်အမှားလုံးမိမယ်ဆိုတော့ကြောက်စိတ်ကြောင့်ဖြစ်နေတာပါပေါ့နော်ဆိုတော့လက်တွေ့မှာပြောနိုင်သွားတဲ့သူတွေလက်တွေ့မှာကျွမ်းကျင်စွာပြောနိုင်နေတဲ့သူတွေကအမှားအများကြီးလုပ်ဖူးတဲ့သူတွေဖြစ်ပါတယ်အမှားမလုပ်သေးဘူးဆိုတဲ့သူကလုံးဝမစသေးတဲ့သူတွေပဲဖြစ်ပါတယ်အခုကြည့်နေတဲ့သူတွေကရောအမှားလုပ်နေပြီလားပေါ့နော်ဆိုတော့လက်ရှိမှာ GLPT level ဘယ်လောက်တည်ရှိကြလဲကိုဘက်မှာကြီးခဲ့ပြီလို့ရပါတယ်ခုနပြောခဲ့တဲ့နီလန်းတွေကပြောရတာသာလွယ်ကူတာတကယ်လက်တွေ့လိုက်ပြောမယ်ဆိုရင်ခက်ခဲပါတယ်ဆိုတော့အားလုံးအဲ့ဒီပြဿနာဖြစ်နေတယ်ဆိုရင်စိတ်မပူပါနဲ့ကျွန်တော်လီယာလူနီဟွန်ကောဆိုပြီးတော့ကျွန်တော် ZPass Education မှာ program တစ်ခုလုပ်ထားတာရှိပါတယ်အဲ့ဒီ program မှာကျွန်တော်ကိုယ်တိုင်တောင်းယူပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်ဘာတွေသင်ကြားပေးမှာလဲဆိုရင်နံပါတ်1ကိုယ်စကားပြောလုံးဝပြောမထွက်ဘူးဆိုရင်အဆင့်ကနေပြောရဲလာအောင်ပြောထွက်လာအောင်ကျွန်တော် shadowing ကိုဆိုရင် technique တွေကိုတေချာစနစ်တကျလေ့ကျင့်ပေးမယ်အတန်ထွက်တွေကွဲလွဲအောင်တေချာ train ပေးမယ်မြန်မာလူမျိုးတွေအမှားများတဲ့အတန်းကိုပေါင်းတဲ့အတန်ဒီနဲ့အဲ့တန်းကိုအုံပေါင်းတဲ့အတန်တွေကိုလည်းတေချာ train ပေးမယ်နောက်တစ်ခုကဒီဂျပန်ရောက်လာပြီးနောက်ပိုင်းမှာလက်တွေ့ပြောနေကြတဲ့ခိုင်ဝါဈေးဝယ်တာပဲဖြစ်ဖြစ်ရထားစီးတာပဲဖြစ်ဖြစ်စသဖြင့်ဒါတွေနဲ့ပတ်သက်တဲ့ role play တွေကိုလည်းအားလုံးအတွက်တကယ်ထိရောက်မှုရှိအောင်တေချာစနစ်တကျလေ့ကျင့်ပြီးတော့အားလုံးကိုတေချာ train ပေးသွားမှာဖြစ်တယ်ဒီ program မှာကစကားပြောသင်မှာဆိုတာတဲ့အားလုံးပြောရဲလာအောင်ပြောထွက်လာအောင်လေ့ကျင့်ပေးမယ့် program တစ်ခုဖြစ်ပါတယ် February 18ကနေစပြီးတော့စမှာဖြစ်ပါတယ်အကယ်၍စိတ်ဝင်စားတယ်ဆိုရင်လူကြီးကန့်သက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ဆုံးစီရင်ပေးသွင်းဖို့တော့လိုပါလိမ့်မယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye